ပေးပါစေဒီပွဲလေးပြောပြင်းမှဒီလိုစိတ်ထဲမှာတော်တော်လေးဝမ်းသာနေတာဟုတ်တယ်အမနေရလာမယ်မလို့ပေါ့လေဒါပေမဲ့မနေ့ပြန်ဆိုတော့ဒီနေ့မဟုတ်ဘူးတဲ့အဲ့ဒါမနေ့ပြန်လာမယ်ဆိုတော့ဒီနေ့ကွီဆိုတော့ဘာကြောင့်အဲ့ဒါဒီနေ့အားရှိအောင်အိမ်နေဆိုပြီးအိတ်လိုက်တာအိမ်မက်တွေမဲ့လို့အိမ်မက်တဲ့ဒီမှာလာမပြောနဲ့အိမ်မက်တော့အိမ်မက်နေတာဘယ်လိုမဲ့အိမ်မက်ကိုမင်္ဂလာဆောင်အိမ်မက်ဗျာမင်္ဂလာဆောင်အိမ်မက်ကလေဟုတ်တယ်ဟာဘယ်လိုမင်္ဂလာဆောင်တော့မဲ့ကလေကျွန်တော်မင်္ဂလာဆောင်မင်းမင်္ဂလာဆောင်မင်းရုပ်နေဒီတက်ဒီပဲရှိမှမင်္ဂလာဆောင်မအိမ်မက်တဲ့ဆောင်တာဘာတက်နိုင်မှာလို့အဲ့ဒါဆိုဖိတ်တာတော့နှစ်ခုရရိုက်မှဒီရုပ်လက္ခဏာနဲ့ကြည့်ရတာမနဲ့မင်္ဂလာဆောင်ညနေအာသုဘချာမဟုတ်ဘူးလေအဲ့ဒါအိမ်မက်နေတာမင်္ဂလာဆောင်အိမ်မက်ဘယ်လိုနဲ့မင်္ဂလာဆောင်တာလို့ခင်ဝင်းဝါနဲ့မင်းနဲ့ခင်ဝင်းဝါနဲ့ဟုတ်တယ်လေဖြစ်နိုင်မှာမလားဒီရုပ်ကအိမ်မက်သူမင်းချင်တာမဲ့မှန်ပေါ့ဗျာဟာတခါလေးမင်္ဂလာဆောင်အကျွေးမွေးနဲ့သုံးနေတာပဲဖရဲတိတိတ်နဲ့ရင်သွေးချမ်းနေတယ်မင်္ဂလာဆောင်ဘုံမင်္ဂလာဆောင်သမားတော့အဲ့လိုမဟုတ်ဘူးဘယ်လိုလဲဘူးတိကျော်နဲ့ရေခဲရေနဲ့အိမ်မက်ထဲသူကျွေးချင်တာကျွေးမှန်ပေါ့မင်္ဂလာဆောင်ခင်ဗျားတို့နှစ်ယောက်တော့ပါသေးတယ်ဟုတ်ပါရဲ့မင်္ဂလာဆောင်ခင်ဗျားတို့နှစ်ယောက်ကြည့်လိုက်တော့ကိုတုံးလုံးလေးဟုတ်တယ်အဲ့ဒီရှိတော့အဲ့ဒါတော့မဒီအိမ်မထဲပါတဲ့အတိုင်းပြောရတာအဲ့ဒါနဲ့ကျွေးတဲ့ခင်ဝင်းကဘောလည်းဝါရဲဘောဟုတ်ဝါရဲပြီးတော့ကြိုင်းအဲ့ဝါရဲအဲ့လိုပြောလိုက်တော့တယောက်9000ဒီလားယောအဲ့လိုမှန်းတော့နာပြီးဆုံးဟောတယ်ကလဝိတ်ဟောတယ်အဲ့နဲ့နာပြီးဆုံးကြည့်ဆွဲတာနာပြီးဆုံးဆွဲတာလူတွေလည်းလာလဲကြွက်ကိုတိတ်နေတာပဲသူတိတ်ကိုကျူးနေတာပဲအင်းကြီးရှိတဲ့မင်္ဂလာဆောင်များများတော့တခါနဲ့အဲ့ဒါမှတယောက်1000ဆိုပြီးတော့လာဆုချရရင်တော့1000နဲ့မားနေတယ်အင်းလေးရဟန်းတော့ပို့လေအဲ့ဒါနဲ့ရဟန်းတော့ဆိုပြီးတော့ဘယ်လိုရောက်ပါလဲကျွန်တော်ကညံနေတာပဲအဲ့ဒါနဲ့မင်္ဂလာဆောင်ပြီးရဲနဲ့ဘယ်သွားကြမလဲတဲ့မွန်နီယန်ထွက်ကြမယ်တဲ့ဟာဒီမို့အိမ်မထဲမွန်နီဟန်လို့ပြောတာအဲ့ကျော်ဟာဒီမို့မြမူးအဲ့ကျော်ကိုလည်းဝါရဲပေါ့သူဘယ်သွားကြမလဲငလက်ပြီးပေါ့လေမပလီအိမ်မထဲငလက်ပြီးလို့ပြောတာမဟုတ်လားတပန်းနဲ့သွားမယ်လေတပိတ်တင်နေရင်နဲ့သွားမယ်တဲ့ရဲလေချက်တဲ့ကြီးတယ်တပိတ်တိခိုက်ထဲကြီးတယ်ဒီငါလည်းသွားလိုက်မှပြင်ကောင်းငင်မော်အားကြီးပဲမင်းစပိတ်တဲ့ကြီးလေသိလားအဲ့ဒါနဲ့သွားရင်နဲ့နေမြန်မောင်းတဲ့ဂတ်ဘူကခိုင်းတော့ဒီမြန်ကပူဝါအဲ့မှာလေမင်းကဆင်းပြီးတော့ကြည့်လိုက်တော့ကောင်းငင်မှာလေကြီးရဲ့ရက်နေတာပေါ့လေကောင်းငင်မှာရက်လားသွားနေတာ မကောင်းရက်နေတာဗျာအဲ့ရက်တော့အဲ့မှာအောက်ဆင်းပြီးကြည့်လိုက်တော့သမုတ်တန်တစ်ချောင်းကျိုးသွားပြီလေဒီမြန်ကသမုတ်တန်ကျိုးတစ်လုံးကျိုးတယ်မင်းဆောင်းတယ်ဘယ်နှချောင်းကျိုးအမေကတော့သူကျိုးနေတာကျိုးတာပါပဲအဲ့ဒါနဲ့အမေကျိုးတော့ဘယ်ရောက်သွားတာသမုတ်တန်တစ်ချောင်းကျိုးတယ်ကွာအဲ့မှာလေနဲ့သွားရောသိလားလေဘုမခင်ဗျားတို့2ယောက်ပါသေးတယ်ဟာကိုပါလေပါလာပေါ့ပါကြတယ်ဘုန်းကြီးကဒီနေ့မှမပါလေပါလာပေါ့ဟိုလေကန်စီရကျွန်တော်နဲ့ခင်ဝင်းဝနေရလို့လေဦးကမှ2ယောက်သားပခုံးလေးတွေဖက်ပြီးတော့ကျွန်တော်2ယောက်ကရောဘယ်မှာလေအိမ်သာနားမှာငိုက်နေကြအေးပြာကရှားတယ်ရှားတယ်လည်းမပြောနဲ့လေခုံတွေကဖြုတ်ပြီးဆေးတုပ်ထားတယ်အဲ့ဒါဒီအိမ်မက်ထဲမှာထိလာတော့တယ်လို့ပြောအဲ့ဒါနဲ့မောင်းရင်နဲ့လေမင်းရဲ့ငပလီရောက်သွားတာကျွန်တော်တို့ပါသေးတယ်ငပလီကိုပါတာပေါ့
အမေကဘလို့ဘာမှတဲမဲတဲ့ ဘာကလို့ ဘာကလို့ကလို့မယ် ဘာကလို့နဲ့ကလို့ မဘန်ကလေးမှတဲမဲဆိုပြီးတော့နေရောကဘန်ကလေးလာလိုက်တာအဲ့ဒါကျုပ်တို့တော့ဘန်ကလေးထဲမှာပေါ့အေးစတိပေါ့ အေးဘောအေးဘော ခမည်းတော်နှစ်ယောက်ကြည့်လိုက်တော့နေငါရင်မှာပွေးကိုလေးတွေပတ်သက်တုံဘူး ဘူးကြတော့ အခါမရှိတော့ဘာအခါနေပါလေ အပေါ်ကလေးပါလေတော့ ခန်းကြီးကကုန်သွားပြီငါလို့အဲ့ဒါမိုးလေးတော့တခါရင်ခင်ဗျားဝင်နေကျွန်တော်လက်ကလေးကကြီးရှောက်ပြေးကြတာပေါ့ အေးပါ ပြီးတော့မွတ်တယ်ပေါ့လေ ဘော ခင်ဗျားမှာမောတယ် မောတယ်မွတ်တယ်ဘော ဘောလေက မွ မြ တ် က် တယ် တယ် မွတ်တယ် အမအေးရလေးတောက်ကြမယ်တဲ့ ဘီယာဘီ ဒီ ယာ ရတော့တာ အိမ်မက်အေးရလို့ပြောတာပေါ့ အေးရ တရားသေးပြီ ကျတော့အိမ်မှာအေးကိုရင်းဘီယာလေးတောက်နေလို့ခင်ဗျားတို့နှစ်ယောက်ကြည့်လိုက်တော့အုံးလေးအရှိကြီးကြီးကတ် အလို့တွေမရှိဘူးလားကွာ အနိုးတွေကခင်ဗျားကိုလို့ကုန်သွားပြီကန်းနာမှာဟိုပြေးဒီပြေးနဲ့ခင်ဗျားတို့နှစ်ယောက်ကြည့်လိုက်တော့နောက်ကနေတောင်းတုတ်ခြင်းနဲ့ခရီးပွဲတွေလျှောက်တော့ အဲ့ဒီအကောင်းနေမရဘူးလား အကောင်းလေးတွေကခင်ဗျားကောက်ကိုကုန်သွားအဲ့ဒါနဲ့ပြေးလိုင်းမောတဲ့သူကတုတ်တုံးကြီးကမှလေခံရင်းမယ် ဒီနေ့ခံမယ် ဘာလေခံရင်းမယ်ပြောတာအဲ့ဒါကမှပဲလေကလေးလာနေလို့ရှိလိုက်လို့လင်းကြောက်တုံးကြီးဝေါးကိုဝင်တိုက်တာရေပေါက်လေးလူလာကနာခင်ဗျားဆက်ပြောစမ်း မင်းနဲ့မဲ့ငါဘယ်လိုလုပ်ပြောရမှာလို့ ကိုကြည့်နေညာ ပြောလို့ပြောတာပေါ့တကယ်ဖေးသားဖေးသားကအခုပြောတာရှိသေးတယ်အဲ့တော့ လာလာလို့ခင်ဗျားဟိုဒီစာလေးပြေးပေးနေမှာလို့ဘုသူကြီးကဘုရားကနောက်မှလာပေးသွားတယ်အဲ့ဒါလေးက ဟုတ်ဟုတ်ဟုတ် ပြော ပြောလို့ဖြစ်သွားမှာဖေးသားညာညာရောက်တဲ့နေရာတိုင်းမှာအုပ်အုပ်မျိုးသမီးတွေကမိတ်ဆက်ဆောင်ပြီးကြပါရဲ့ တန်းလည်းမသေးဘူးဗျဟုတ်ကဲ့အဲ့လက်စွပ်နဲ့နာယူဝစ်ပြီးတဲ့ကလည်းယူသွားတော့တယ်ဟုတ်ဘူးမတကယ်ပြောတာ ဟုတ်လား ဟဲ့ဒါကကြပြဆန်းလိုက် ဟောကမ္ဘာကြီး ဒီနဲ့အမြဖြစ်တယ်ဆိုရင်ယုံမှလားယင် ရုံပါလေရှိရင်ကိုယုံပါတယ် တနေ့မှမင်းမရပါဘူးအချင်း ကိုကမင်းနဲ့တော့ကိုပါသေးတယ်ရှိရင် ထောက်ရက်ခင်ကြီးရတယ်တားလေးမောင်အိုးကြီး ဟာအမေပြတာအမေပြတာမိုးမိုးလေးပြထားတယ်လေအမေပြတာအမေအိုးကြီးကိုလုပ်ခွင့်နေတယ်ပါပါခင်ဗျာအမေကအသက်96နှစ်ရှိပါပြီ အာရွေးမှာငုံခမ်းမတက်ဖြစ်ရပါတော့တားလေးမောင်အိုးကြီး အမေ တားလေးနေကောင်းရဲ့လား အာနေကောင်းပါလေအမေဒါလေးနေကောင်းလို့လည်းဟာဒီကကိုရင်းနိုင်လို့ကိုကြီးလို့အဲ့ဒါလမ်းဖျားပွဲမှာကနေပါလေအမေ တားလေးကိုအမေအရင်တတိရတယ်ခွေ ပြီးကိုလည်းတတိယပါတယ်အမေ အမေလည်းတားဖို့တဲ့မေတ္တာကြောင့်တန်းချမ်းမာမာနဲ့ဆေးရုံဘောကမဆင်းရဘူးတားဝါမှာကြံခဲ့တဲ့အမေတို့မိသားစုလဲစားရတော့ရေးအရှင်ပြေကြတယ်သာ ဝမ်းတိုင်းကအမေရဲ့ ဘုန်းကြီးကျောင်းမှာကတ်နေရတယ် အစင်းကြီးကဘုံညမှာတက်နေရတယ်လေ မပူပါနဲ့သားရေ သူရတာပေါ့အမေ မင်းအခုနွားကြီး ဟောကိုနွားကြီးတယ်အော်အကိုနွားကြီးကရှိပါတယ်ခင်ဗျာအကိုနွားကြီးကရက်ွက်ကတငယ်ချင်းနဲ့ဟဲ့နွားကြီးတို့ခေါ်ရရတယ်ပြီးတော့အခုနာမည်နွားကြီးတို့အမိကျွတ်သွားတာပါခင်ဗျာ ဩ မင်းအခုနွားကြီးကဒီသိန်း9000ပေါက်တယ်သာ ဟောဝမ်းတိုင်းတော့ကိုရေဝမ်းတိုင်း အဲ့ဒါလက်မကအတူဆိုပြီးရဲကဖမ်းသွားတယ်သား အမေဒီမှာဖျားလေးကိုနွားကြီး မပူပါနဲ့သားရေ ရေဖမ်းတာကိုရတာပေါ့ကိုရေ အဲ့ဒီမှုကိုမင်းမကြီးကျွေးပေါ့ ဟောဘိုက်တိုက်ကျွဲပေါ့အကိုနွားကြီးဘိုက်တိုက်ကျွဲပေါ့ဝင်းနာမည်အော်အော် မ
င်းပါကြီးကျွဲပုတ်ကလိုက်ပြီးတော့ဖြည့်ရှင်းလိုက်တာအခုထောင်ချောင်းနဲ့ကြာသွားတယ် ဒါဖြည့်ချင်းလို့မဖြည့်ချင်းလွင့်လို့မှာ ဖြည့်ရှင်းကမှထောင်ချုံပြီးကြာလာတယ်လေ မပူပါနဲ့တားရင် သူရတာပေါ့အမေ မင်းဦးလေးဝတ်တော့ကတော့တနည်းမှမအားရဘူးသားရေ ဟာဦးလေးရတော့မအောင် မင်းဦးလေးဝတ်တော့ ဝတ်လို့ အငားလိုက်နေရတယ်သား ဟာဦးလေးရမနာဦးလေးရမနာ မပူပါနဲ့သားရေ သူရတာပေါ့အမေ မင်းဒီမှာလေးထိတ်မှ ဟောကျွန်မလေးကထိတ်ပါလေအခုကနွားကြီးဘာကြီးကကျွဲပေါ့ငါနာမည်အောင်ပေါ့ကျွန်မလေးကထိတ်မှတို့မျိုးတွေကတိတ်ခါမျိုးတွေပါ မင်းဒီမှာလေးထိတ်မှကမတော်တာလုပ်တော်ပြီသားရေ ညီမလေးထိတ်ပါဘာများမတော်တာလုပ်တယ်ညီမလေးရဲ့ ကိုပဲရွာကရှင်ပေါင်းနဲ့900လိုက်ပြီးသွားပြီသား ထိတ်ပါထင်ပေါက်နဲ့ဆိုတော့နင်းပေးပြီးပေါ့ မပူပါနဲ့သားရေ သူရတာပေါ့အမေ လိုက်ပါဦးမယ်ဗျာ